အားလုံးပဲမင်္ဂလာပါအခုပြပြပေးမှာကပေါ့နော်ဒီ background အကြောင်းပေါ့နော် background အကြောင်းကို background ကိုဘယ်လိုတွေမှာသုံးနေဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်အခုမျက်စိထဲမြင်အောင် project လေးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲဆိုရင်ပထမဆုံးပုံမှန်ရေးနေကြအတိုင်း dot type ဆိုတာကိုအရင်ဆုံးချိန်ညာကြမယ်ပေါ့နော်ဒါဆိုရင် header ထဲမှာဘာရေးမလဲဆိုတော့အခုက background အကြောင်းကိုပြောမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ background ကိုမှာဘာကိုပဲ emphasize လုပ်ပြီးပြောသွားမှာဆိုတော့ background ကိုမှာ gradient နေရှိရပေါ့နော် gradient နေရှိရအဲ gradient နေတဲ့မှာ linear gradient အကြောင်းကို emphasize လုပ်ပြီးပြောသွားမှာဖြစ်ပါတယ်ဒါဆိုရင် title ကို background ကိုမှာ gradient အကြောင်း linear gradient အကြောင်းဆိုပြီးတော့ခေါင်းစဉ်တက်လိုက်မယ်ပေါ့နော်ဆိုရင် background ကို linear gradient အကြောင်းရေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းစဉ်တက်လိုက်ပြီပေါ့နော်ဒါဆိုရင်တော့ပြီးတော့ကြာတော့ run ကြမယ်ကိုဖွင့်ထားတဲ့ဘိုင်ကဒီမှာ background ပေါ့နော်အဲ့ဒီ background ထဲမှာဖွင့်ပြီးတော့ကြာတော့ HTML ဖိုင်ကိုပဲ run မယ်ပေါ့နော်ခဏလေးပေါ့နော်ဒါလေးကနည်းနည်းဆိုရင် background linear gradient လို့ title လေးပေးထားတဲ့ကြောင့်မို့လို့ title လေးပေါ်လာပြီပေါ့နော်ဆိုရင် body ထဲမှာသွားပြီးတော့ကြာတော့ background နဲ့အကြောင်းကိုအိတ်စိတ်လေ့လာမယ်ပေါ့နော်အခုကကြာတော့ background မှာ background color ရှိတယ် background ရှိတယ် background နဲ့ background color ဘာကွာခြားလဲရင်ဆုံးသွားကြည့်မယ်ပေါ့နော်ဒါဆိုရင်ခေါင်းစဉ်လေးပေးလိုက်အောင်ပဲပေါ့နော် the differentဆိုရင်ဒီ IMP လေးတစ်ခုယူမယ်ပေါ့နော်ဒီ IMP တစ်ခုယူမယ်ဒီထဲမှာကြာတော့ဗာပေးမလဲဆိုတော့ background လေးပေးမယ် background လေးပေးမယ်နောက်တစ်ခုကသူ့ကိုလည်း class လေးတစ်ခုယူထားမယ် background လိုပဲ class ယူမယ်ပေါ့နော် CKGROUND background ပေါ့နော်နောက်တစ်ခုကကြာတော့ဒီ IMP နောက်တစ်ခုထပ်ယူမယ်နောက်တစ်ခုကိုမြင်တောင်လို့ကြားထဲမှာ horizontal line လေးချားလိုက်အောင်ပဲပေါ့နော်နောက်တစ်ခုကဒီ iron ပွေတွားကြတော့ background color ဆိုပြီးယူလို့เนาะsorry GROUND color ဒါ sorry ဒါအသေးနဲ့ပြင်ပါမယ်contrast လေးစိမယ်တွားကြည့်ကြမယ်အဲဆိုရေးထားတဲ့ the difference between background နဲ့ background color ပေါ့နော်အပေါ်က background အကြောင်းပြောမယ်အောက်က background color အကြောင်းပြောမယ်ပေါ့နော်အဲဆိုရင် background color လေးကိုအရင်ပြောမယ်ဒီကောင်အရင်လာတယ်ဆိုရင် background color အကြောင်းကိုပဲအရင်ပြောမယ်ပေါ့နော်အဲဆိုရင်ဒီလိုမျိုးပေါ်နေရေးလိုက်ရတယ်ပေါ့နော်ပေါ်နေရေးလိုက်နော် HR ဘာဖြစ်လို့လဲဆိုတော့ background color အကြောင်းကိုအရင်ပြောချင်တယ်ပေါ့နော်ဒီကိုထွက်လေးစိမယ်တာပြီးတော့လာမယ်ဆိုရင် background colorအဲဆိုရင်ရပြီဒီ background color လေးကိုcontrol S လေးနဲ့ဆက်ပြီး CSS မှာတွားရမယ်ဒါပေမဲ့ CSS နဲ့ဒီ HTML နဲ့မချိန်ရသေးဘူးပေါ့နော်ပုံမှန်ချိန်သလိုပဲချိန်မယ် link ဆိုပြီးတော့ရိုက်မယ် IAN က style ရှိပေါ့နော်ဒါဆိုရင်ဒီမှာ background ကိုရေးနေတာအခုကိုရေးနေတာဒီ background
background.html မှာပေါ့နော်အဲ့ထက်မှာရေးနေအဲဆိုရင်ဒီကနေပြီးတော့ CSS file ကိုကြည့်လိုက်မယ်ဆိုရင်ဗာမြင်ရတယ်ဆိုတော့တဒန်းနဲ့မြင်ရတဲ့အတွက်ကြောင့်မို့လို့ဒီကနေ step from here ဒီနေရာကနေစပါဆိုရင် .forward slash ပေါ့နော်ဒီနေရာကနေစပြီးတော့ဘယ်ထဲကိုဝင်တော့အရင်ဆုံး CSS ထဲကိုဝင်ပြီးတော့ကြာသူ့ထဲမှာ background CSS နဲ့ချိန်ပေးပါဆိုတဲ့အိဗယ်ပေါ့နော်ချိန်လားမချိန်လားပုံမှန်ရေးနေကြအတိုင်းပဲ body ထဲမှာသွားပြီးတော့ရေးကြည့်မယ် background color ပေးကြည့်မယ်ပေါ့နော်body ထဲမှာ background color ကို F4 ဒီ hard code လေးတွေကကြက်စရာမလိုဘူးပေါ့နော်ရင်းနဲ့ပဲတည်သွားမှာပေါ့နော် project ရင်းနဲ့အဲဆိုရင်ဒါမသိတာအောင်မသိတာကတိတိုင်းဟာပြပြမှာပေါ့နော် rat နေအောင်ပေါ့အနေအောင်ဆိုတော့ဒီလိုတစ်ချက်ကလိုက်မယ်ဒါဆိုရင်ကိုချိန်ခဲ့တာမှန်သွားပြီပေါ့နော်ဒါပေမဲ့အခုကအနေအောင်ကြီးမလို့ချင်ဘူး body ကိုလည်း background color မပေးဘူးဆိုတော့သူတို့ကိုတွားပြီးတော့ပြန်ဖြုတ်လိုက်မယ်ဒါဆိုရင်ကိုချိန်ခဲ့တာမှန်တယ် link ချိန်တာအောင်မြင်သွားပြီပေါ့ဒါဆိုရင်အရင်ဆုံးဘာကိုသွားမလဲဆိုတော့ background color ကိုတွားပြီးတော့ကြာတော့တစ်ချက်ကြည့်မယ်ပေါ့နော် .background color အရင်ဆုံးသူကစာသားပဲရှိရပေါ့နော်စာသားပဲရှိရတဲ့အတွက်ကြောင့်မလို့သူ့ကို width တွေ height တွေပေးမယ် width ကwidth ကကြတော့300 pixel လောက်ပေးလိုက်မယ်ပေါ့နော် height ကကြတော့100 pixel လောက်ပေးလိုက်မယ်နော် width တွေ height တွေကကိုကြိုက်တဲ့လောက်ပေးခွင့်ရှိရပေါ့နော်နောက်တစ်ခုကကြတော့ background color အခုကဘာအကြောင်းပြောမှာဆိုတော့ဒီမှာ background color အကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ background color ကို red အနီရောင်လို့ပေးမယ်ပေါ့နော်အနီရောင်လို့ပေးကြည့်မယ်အဲဆိုရင် width က300 pixel ရှိရယ် height က100 pixel ရှိတယ် background color ဒီကောင်လေးရပြီပေါ့နော်ဒါဆိုရင် background color ကိုပေးပြီးဆိုရင် background နောက်ထပ် background color နဲ့ background ရဲ့မှာပထမဆုံး different ခွဲခြားခြားနားချက်က background color တွေလုံးဝ solid color အရောင်တစ်ရောင်နဲ့ပဲပေးလို့ရတယ်လို့ပြောချင်တာဒါနော်ဒီ background ကိုကြတော့အဲ့လိုမဟုတ်ဘူးကိုက solid color တွေမသုံးချင်ဘူးအရောင်ရောလေးတွေသုံးချင်တယ်ဆိုရင် background ကိုသုံးပေးရတာပေါ့နော်ဥပမာကြည့်မယ်အဲဆိုရင်သူအတိုင်းပဲယူမှာဆိုတော့ width တွေ height တွေကိုပြန်ကူးချလိုက်ရပေါ့နော်အချိန်ကုန်တာနဲ့တက်တာ width တွေ height တွေကိုပြန်ကူးချလိုက်မယ်ဒါဆိုရင် background ဆိုပြီးတော့ red အနေအောင်ပေးလို့မရဘူးလားဆိုတော့ရတယ်ပေါ့နော် background ဆိုပြီးတော့ပေးမယ်ရလားမရလားရင်လုံးသွားကြည့်မယ် red အနေအောင် control ကလေးစိတ်မယ်စိတ်ပြီးတော့ကြာတော့တို့တစ်ချက်သွားလောက်မှာဒါဆိုရင်သူတို့နှစ်ခုစလုံးကတော့အလုပ်ဖြစ်တယ်ရရင်နော်သူတို့နှစ်ခုစလုံးအလုပ်ဖြစ်တယ်ဒါပေမဲ့လို့ background color ကိုအရောင်ရောသွားပေးလို့တော့မရဘူးပေါ့နော်ဒါဆိုရင်ဒီ background ကိုအရောင်ရောပေးချင်တယ်ဆိုရင်ဘယ်လိုပေးလဲဆိုတော့ linear gradient ရှေ့မှာလည်းပြောခဲ့ပါတယ်အခု emphasize လုံးမဲ့gradient ဒီ linear gradient ကိုပဲ emphasize လုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအရောင်လေးကိုတွားမယ်ပေါ့နော်ဒါဆိုရင်အခုကကိုကဒီတယောင်နဲ့ကိုလိုချင်တာမဟုတ်ဘူးနှစ်ယောင်လောက်ရောတာလေးလိုချင်တယ်ဒါဆိုနှစ်ယောင်နဲ့ပဲရောလို့ရလားဆိုတော့မဟုတ်ဘူးเนาะကိုကြိုက်တဲ့လောက်ရောလို့ရတယ်ဒါဆိုရင်ကော်မာလေးနဲ့ရင်းနှီးလေးကိုကြည့်မယ်ပေါ့เนาะ linear gradient ရေးတယ်ကိုရှေ့မှာရှိချင်တဲ့ကောင်ကိုအရင်ရေးတယ်နောက်တစ်ခုကကြတော့နောက်မှာရှိတဲ့နောက်မှာလိုချင်တဲ့ကောင်ကိုနောက်မှာရေးတယ်ပေါ့เนาะဒီမှာဒီမျိုးလေးဆိုရင်မျက်လုံးပို့ရှင်းမယ်တင်တယ်ဒါဆိုရင်rest အနေအောင်ရေးပြီးရေးလို့ဒါနောက်ဆုံးမှာတော့ကော်မာပိတ်စရာမလိုဘူးပေါ့เนาะနောက်ဆုံးတစ်ခုတော့ကော်မာပိတ်စရာမလိုဘူး control လေးစိတ်မယ်စိတ်ပြီးတော့ကြာပြီးလို့သွားလုပ်မယ်ဆိုရင်သူကဘယ်လိုဖြစ်သွားလဲဆိုတော့အပေါ်ရောင်ကအနီရောင်အောက်ကအဝါရောင်ဒါဒီအရောင်ရောလေးဖြစ်သွားပြီပေါ့နော်ဒါဆိုရင်နောက်ထပ်အရောင်ထည့်တဲ့ချင်ရသေးလားဆိုတော့ရသေးတော့ဗာထည့်မလဲ green ထည့်ချင်တာလားဒါဆိုရင် green color လေးထည့်ချင်လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီမှာ green color ဒီအပေါ်ကဗာလေးလဲဆိုတော့အနီခလဲကောင်ကအဝါရောင်အောက်ကအစိမ်းရောင်လေးဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျန်တဲ့ကုတ်တွေရောထည့်လို့မရဘူးလားဆိုကျန်တဲ့ကုတ်တွေလည်းအကုန်ထည့်လို့ရကျန်တဲ့ကုတ်တွေဆိုဘယ်လိုပြောချင်တာလဲဆိုတော့ဒါဒီ rust ဒီရောင်တွေပဲပေးလို့ရလား hard code တွေပေးလို့မရဘူးလားဒီမှာပေါ့နော်ဒါဆို RGB သူ့နေရာဒါဆိုရင်ဒီမှာ hard code ဒီသူ့ကိုဒါမှတော့ဒီပုံလေးပေါ်မှာဒီအရောင်မြင်နေတဲ့ပုံလေးပေါ်မှာထောက်လိုက်ပေါ့နော်ထောက်ပြီးတော့ကြာတော့သူ့ hard code ပြောင်းနေတယ်ဆိုရင်လည်းအဲ့ဒီကနေတစ်ဆင့်သွားပြောင်းလို့ရတယ်ပေါ့နော်ဒီမှာ RGB ပြောင်းနေတာလား hard code ပြောင်းနေတာလား HSM ပြောင်းနေတာလား AWB ပြောင်းနေတာလားကိုကြိုက်တာပြောင်းလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီတကယ်လို့အရောင်ရောလေးတွေလောက်ချင်နေဆိုရင်ဒီလိုမျိုးရေးတယ်ဆိုတာသိမယ်ပေါ့နော်ဒါဆိုရင်ပထမဦးဆုံးဒါက linear gradient အတွက်ကတည်သွားပြီပေါ့နော်ဒါဆိုဒါဒီဘာနဲ့ရေးရလဲဆိုတော့ဒါကဘာနဲ့ရေးအောင်
ဆိုတော့စာသားနဲ့ရေးရမှန်းသိသွားပြီအဲ့တော့သူ့ကိုခဏလောက် comment လေးပိတ်မယ် comment ပိတ်ချင်တယ်ဆိုရင်သူတို့ကို select မှတ်ပြီးတော့ရှေ့မှာ forward control forward slash လေးနှိပ်လိုက်ရင် comment ပိတ်ပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ကိုသိရမှာက CSS မှာ comment ပိတ်တယ်ဆိုရင်ဘာကောင်လေးကိုသုံးတာလဲဆိုတော့ forward slash star လေးကိုသုံးတာပေါ့နော်ဒါဆိုရင်ကိုကအဲ့လိုမျိုး control forward slash ကိုဓာတ်ရိုက်ရေးချင်ကိုကိုရေးချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်forward slash star ဆိုရင်ဒီမှာ comment ဖြစ်သွားတယ်ပေါ့နော်ဒါဒီလာဖြစ်သွားလဲဆိုတော့ comment လေးဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့ဒီ background color ကိုပဲဘာနဲ့ပြမလဲဆိုတော့ background ပေါ့နော်ခုက background color ကိုပြောနေမှာ background ကိုပဲ linear gradient ပေါ့နော် linear gradient မှာအခုကကြတော့ဒီ hard code လေးနဲ့ပြမယ်ပေါ့နော်ဒါဆိုရင်အရင်ဆုံး ID ကိုက hard code တွေကိုအလွတ်မရတဲ့အတွက်ကြောင့်မလို့ red တို့ဒီခါကကြတော့ရေးလို့မရေးတော့တခြားမြင်လာအောင်လို့ပေါ့နော်ဒါဆိုရင်ဒီကောင်ကိုကြတော့ black ပေါ့နော် black ပြီးတော့ကြတော့ဒီ silver ပေါ့နော် silver ပြီးတော့ကြတော့ white color အဲ့ဒီကောင်လောင်လေးတွေကိုဘာလုပ်မလဲဆိုတော့ hash code လေးတွေပြောင်းမယ် hash code ဒါဆိုရင် silver ရဲ့မှာ hash code နောက်တစ်ခုကကြတော့ white ရဲ့မှာ sorry ဒီကောင်လေးကိုပြောင်းမယ် ASN ပြောင်းမှာမဟုတ်ကုတ်လေးနဲ့ပြောင်းမှာဆိုတော့ကုတ်လေးရတာဒီ white လေးကိုပြောင်းမယ်အခုက white ကိုပြောင်းမှာကုတ်လေးပြောင်းမှာဆိုတော့ FF contrast လေးတွားစေမယ်စစ်ပြီးတော့ကြတော့တွားကြည့်ကြမယ်ပေါ့နော်အဆင်ပြေလားပေါ့ဒါဆိုရင်အပေါ်ကအနက်ရောင်ပေးခဲ့တာခလဲကောင်ကဆေးပါပေးခဲ့တယ်အောက်ကဘာဖြစ်တာအောင်ဆိုတော့အဖြူအောင်ဆိုတော့မသိတာတော့ဗာလေးပြန်ပေးမယ်ဆိုတော့ gray ရောင်လေးပြန်ပေးမယ်ရှိရရေးပါ gray ရောင်လေးကိုက hard code လိုချင်တာဖြစ်တဲ့ကြောင့်မလို့သူ့ပေါ်မှာတစ်ချက်လောက်ကလစ်လိုက်တယ် hard code လေးကိုဒီမှာရေးလိုက်တယ် contrast နဲ့စေတယ်ဟိုဘက်ကိုသွားပြီးတော့ reload တစ်ချက်လုပ်တယ်ဆိုရင်အပေါ်က black အောက်ကဆေးပါဒီခလက်ကောင်ဆေးပါပေါ့နော်အောက်က gray ရောင်လေးဒီမှာရပြီပေါ့နော်ဒါဆိုရင်background ကိုပေးတယ် linear gradient ကိုပေးတယ်ဆိုရင်ဒီရိုးအရောင်နေနဲ့ပဲမဟုတ်ဘဲနဲ့ hard code နဲ့လည်းပေးလို့ရတယ်ပေါ့နော်အဲဆို hard code နဲ့ပေးပြီးတော့ကျန်တဲ့ရောင်နေနဲ့ပေးလို့ရတယ်ဆိုရသေးတယ်ပေါ့နော်ဗာလဲဆိုတော့ UND အကုန်လုံးတော့ရေးပြအောင်ပေါ့နော်အနေချင်းပဲရေးပြတော့မယ်ပေါ့နော် linear gradient ကိုအခုကဘာနဲ့သွားမလဲဆိုတော့ RGBA color နဲ့သွားမယ် RGBA color နဲ့ရေးမယ်ပေါ့နော် RGBA color မှာဆိုရှေ့က R ဒီဘာလဲဆိုတော့ red အနီရောင်နောက်က G ဒီ green အစိမ်းရောင်နောက်က B ဒီ black ပြီးတော့ကြာတော့ဒီရှေ့က A ဒီ F ပါပဲလို့သူ့ကိုထင်းထင်းလင်းလင်းကြီးပြချင်တယ်ဆိုရင်1လို့ပေးလိုက်ထင်းထင်းလင်းလင်းအနက်ရောင်ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်အနက်ရောင်ဖြစ်သွားမယ်ဟုတ်လားမဟုတ်လားအရင်ဆုံးတစ်ချက်သွားကြည့်မယ်ဒီလိုတစ်ချက်လုံးမယ်ဒါဆိုရင်ဒီ1ဆိုရင်သူကဘာဖြစ်နေလဲဆို alpha တန်မို့1ဆိုရင်သူကအနက်ရောင်တိုင်းပဲပြင်ရမှာဒါဆိုရင်သူ့ကိုနည်းနည်းလောက်ဖြော့ကြည့်မယ်0 to 1အတွင်းမှာ 0.1 ဆိုရင်သူကတိတ်ပြီးတော့မမြင်ရတော့ဘူးပေါ့နော်ဒါဆိုရင်သွားပြီးတော့တစ်ချက်လောက်ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာဒါ 0.1 ရဲ့အရှောင်လေးဒါဆိုရင်ဒီရှေ့ကကောင်တွေပြောင်းလဲရင်လည်း effective ရှိတယ်ဒီနောက်ကကောင်လေးဒီဘာလဲဆိုတော့အရောင်ဒီထင်းချင်းမှိန်ချင်းပေါ့နော်ဒီနောက်က alpha တန်မိုးလေးဒီဒါဆိုရင် RGBA ကောင်လေးကိုတစ်ချက်ပြောမယ်ဆိုရင်ရှေ့ရဒီ red နောက်ကဒီ green ပေါ့နော်နောက်ဒီ B ဒီပြန်လေး CK black ပေါ့နော် A ဆိုတာက alpha value ဒီ value ရှိအောင်ဆိုတော့0 to 1 ဒီရှိတယ်1ဒီအမြင့်ဆုံး value ပေါ့နော်အဲဆို 0.1 လောက်ထားလိုက်မယ်ထားပြီးတော့ကြာတော့နောက်ထပ် RGBA color ကို23နောက်တစ်ခုက24နောက်တစ်ခုက25နောက်တစ်ခုတို့ကြာတော့0.3လို့ထားလိုက်မယ်ဘာရောင်လေးထွက်မလဲတွက်ကြည့်မယ် contrast လေးစေမယ်စေပြီးတော့ကြာတော့ reload တစ်ချက်လုံးမယ်ပေါ့နော်ဒီလိုတစ်ချက်လုံးမယ်ဒါဆိုရင်ဒီအောက်ကနည်းနည်းလေးရေးလေးထင်တာမြင်ရပြီပေါ့နော်ဒါဆိုရင်ဒါဒီနော်23နည်းနည်းတော့100ဒါဆိုတော့ဒီကောင်က200 green ကများတော့ green က200ဆိုတော့ green ဘက်ကိုနည်းနည်းတန်းသွားရပါတော့အခုက300 plus ကများတော့ plus ဘက်ကိုပဲတန်းမယ်ထင်တယ်တစ်ချက်သွားကြည့်မယ်ဒီလိုတစ်ချက်လုံးမယ် sorry red green black မဟုတ်ဘောနော် blue ဒါ red green
blue ပေါ့နော်ဒါဆိုရင်300များရဲ့အတွက်ကြောင့်မလို့အပြာရောင်ဘက်ကိုနည်းနည်းဒီဘက်ကိုနည်းနည်းသွားရပါတော့ဒါဆိုရင်ပို့ပြီးတော့တိတာအောင် 0.3 မထားရနဲ့1 alpha value 1လေးထားကြည့်လိုက်ရင်သူဒီဘာရောင်လဲဆိုရင်လည်းအပြာဘက်ကိုတော်တော်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့red color ကိုကြတော့ဒီမှာ100ပဲပေးခဲ့တယ် green ကိုကြ200ပေးခဲ့တယ်blue ကိုကြ300ပေးရတဲ့အတွက်ကြောင့်မလို့သူ alpha value 1ပေးတဲ့အခါမှာအပြာရောင်ကများများလေးပို့ထွက်သွားတာပေါ့နော်အဲ့ဒီတဘောပေါ့ဒါဆိုရင်background နဲ့ linear ဒီ background color ရဲ့မှာကြွယ်ချမ်းတဲ့ဇက်ကိုတည်မယ်ပေါ့နော်ဒါဆိုရင်တကယ်လို့ဒီ background အပြင်တစ်ခုရှိသေးတယ်အဲ့ပေါ့နော်အဲ့လိုမျိုး linear gradient တွေကိုပေးလို့ရတဲ့တစ်ခုရှိသေးတယ်ပေါ့နော်ဒါနဲ့ control ဇက်လေးပြန်ခေါ်လိုက်မယ်ဒါလေးတစ်ချက် comment ဖြုတ်ပြီးကြအောင် comment လေးပေးလိုက်ရင်ပေါ့နော်ဒါတော့ control forward slash လေးနဲ့ပေးလိုက်မယ်ဒါဆိုရင်background အပြင်နောက်တစ်ခုရှိသေးတယ်နောက်တစ်ခုလည်းအဲ့လိုမျိုး linear gradient နဲ့ပေးလို့ရတယ်နောက်တစ်ခုရှိသေးတယ်အဲ့ဒါကကြတော့ဘာလဲဆိုတော့ background image တွေပေးတဲ့အချိန်မှာလည်းသုံးလို့ရတယ်ဒါကြောင့်မလို့ background မသုံးရင်ဘူးဆိုရင်ကိုက background image ကိုသုံးပြီးတော့ကြတော့ linear gradient တွေပေးလို့ရတယ်ပေါ့နော်ရှေ့က red green blue ဘောနော် contrast လေးစေမယ် background image နဲ့ပေးရင်လည်း linear gradient ကအလုပ်ဖြစ်လာမဖြစ်တာတာကြည့်မယ်ပါကိုပေးထားခဲ့တာဒီ red ရယ် green ရယ် blue ရယ်ဆိုတော့၃ရောင်လေးဖြစ်ရမယ်ဒီမှာအပေါ်ဆုံးက red ရယ် green ရယ် blue ရယ်ဒါကြောင့်မို့လို့ background နဲ့ background image ဒီပါလဲဆိုတော့အတူတူပဲပေါ့နော်ကိုကအရောင်ရောလေးတွေကိုလုပ်ချင်တယ်ဆိုရင် background နဲ့လုပ်လို့လည်းရတယ် background image လို့လည်းပြောလို့ image နဲ့လည်း linear gradient အောင်လုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင် background နောက်က image လို့ပြောရတဲ့ကြောင့်မို့လို့သူကဘာထည့်လို့ရလဲဆိုတော့ image လေးထည့်လို့ရတယ်ရတယ်ပေါ့နော် URL လေးနဲ့ image ထည့်လို့ရတယ်ဒါမှမဟုတ် background မှာလည်းimage လေးထည့်လို့ရတယ်ပေါ့နော်ဥပမာဒါလေးကိုစမ်းပြီးတော့ထည့်ကြည့်ကြမယ်background ထဲမှာလည်း URL ထည့်လို့ရတယ်ပေါ့နော်အခုကပုံအောင်မရှိသေးတော့ဒါဘယ်ဘက်ကိုသွားတော့ကြမလဲဆိုတော့ပုံသွားပြီးတော့တောင်းရမယ်ပုံကိုဘယ်ထဲကတောင်းကြမလဲဒီ ampersand ထဲမှာကလိုမျိုးတောက်ခတ်ထားတာဆိုရင်free လို့မရဘူးပေါ့နော်ဒီပုံလေးယူကြရင်ပေါ့နော်ဒီကင်မရာပုံပါတယ်ပုံလေးတို့ download လေးဆွဲလိုက်မယ်download လေးဆွဲလိုက်မယ်ဆိုရင်ကိုကဘယ်နေရာမှာထားချင်တယ်လဲဆိုတာလေးပေါ်လာမှာပေါ့နော်အခုကကိုရေးနေတဲ့ဖိုင်ကအရင်ဆုံးတို့ copy ဆိုပြီးနာမည်ပေးလိုက်ရပေါ့နော် FFAA copy သူကိုရေးနေတဲ့ဖိုင်က desktop တွေကဘယ်ထဲမှာလဲဆိုတော့ background အဲ့ background ထဲမှာအရင်ဆုံးကိုက folder လေးတစ်ခုတည်ဆောက်ပြီးမှတစ်ခါရေးထည့်လိုက်ပေါ့နော်နောက်ပြီးကျရင် folder လေးပြန်တည်ဆောက်နေတယ်image လေးမှာ copy ပုံလေးထည့်လိုက်ရင်ပေါ့နော် copy နဲ့ camera ပုံလေးအဲဒါရင်တို့ပေးလိုက်တော့မယ်ဒါဆိုရင် background နဲ့ background URL လေးနဲ့ထည့်မယ်ပေါ့နော်ဒါဆိုရင်အရင်ဆုံးအခုရေးနေတာဒီ background.css ထဲမှာ css ထဲကနေပြီးတော့ .forward slash ကိုယူမယ်ဆိုရင်
အခုက CSS ကဘယ်ထဲမှာရှိနေရလဲဆိုတော့ဒီထဲမှာရှိနေဒီမှာဒီအထဲမှာရှိနေဒီတာကနေပြီးတော့ဒီကိုတိုက်ရိုက်ကြည့်လို့မရဘူးလေဒီကနေဘယ်ကိုထိထွက်အောင်မ CSS အပြင်ဘက်ကိုထွက်အောင်မအပြင်ဘက်ကိုထွက်ချင်တယ်ဆိုရင် dot// နဲ့ထွက်မယ်ထွက်တဲ့အပြင်ဘက်ကိုတစ်ခါထွက်ပြီးတစ်ခါထွက်ပြီးတော့တဲ့ဟာမှာ CSS ထဲကိုဒီမှာတစ်ခါထွက်ပြီးတော့ကြာတော့ဒီမှာ image ထဲကိုဝင်မယ်ဝင်ပြီးတော့ကြာတော့ copy dot image လေးကိုထည့်မယ် control ကစိတ်မယ်စိတ်ပြီးတော့ကြာတော့တစ်ချက်တွက်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာ background ဒီ image ထည့်လို့ရလားဆိုတော့အရင်ဆုံးလောက်ကြည့်ကိုလောက်ကြည့်ပြီးပေါ့နော်ဒါဆိုရင်မရဘူးနောက်တစ်ခု background image နဲ့ထည့်မယ် background image နဲ့ထည့်မယ် url ခေါ်မယ်အဲ့လိုပဲအခုကိုရေးနေတဲ့ CSS file ကအထက်ထဲမှာရှိနေတဲ့အတွက်ကြောင့်မို့လို့တစ်ခါအပြင်ဘက်ကိုထွက်မယ်ထွက်ပြီးတော့ကြာတော့ image တွေကိုသွားမယ် copy.jpg ကိုယူမယ် background image နဲ့ရေးကြည့်တဲ့အခါမှာထွက်လာပါတော့ဒါဆိုရင် background image နဲ့ရေးမှာပုံလေးကထွက်လာတာပေါ့နော်ဒါဆိုရင်လည်း background image နဲ့ background နဲ့ဒီ linear gradient ကိုရယူနိုင်တာချင်းတူပေမဲ့ background image ကတော့ပုံတွေကိုပါထည့်နိုင်တယ် background ကကြတော့ပုံတွေကိုမထည့်နိုင်ဘူးပေါ့နော်ဒါကဥပမာမြန်ပြလိုက်တာရတယ်ပေါ့နော်ဒါဆိုရင်ဟုတ်လားပြန်ကြည့်မယ်ဒီကောင်ကို comment ပေးလိုက်တယ်ဆိုတော့ဟိုမှာအဖတ်တယ်မဖြစ်တော့ဘူးဒီ background URL ကပုံထည့်လို့ရလားမရလားဆိုတာကိုဒီမှာရိုးတစ်ချက်သွားပြီးကြည့်ကြမယ်ဒါဆိုရင်ဒီမှာထည့်လို့မရလို့မပေါ်တာပေါ့နော်ဒီကောင်လေးကကြတော့ comment တော့ပြန်ပေးမယ်ဒီကောင်လေးကထည့်လို့ရလို့ပေါ်မှာပေါ့နော် background image ဆိုတာ image ထည့်လို့ရမှာပေါ့နော်ကိုပုံကိုတေးသေးချာရှင်းရှင်းလင်းလင်းမြင်နေဆိုရင်ဒီ background မှာလည်းသူကနောက်ထပ် property လေးရှိသေးတယ်ပေါ့နော် background image မှာလည်း background position ကို center မှာထားလိုက်မယ်ပေါ့နော် control ရစိမယ်ဒီလိုတစ်ချက်သွားလုပ်မယ် background position ကို center ထားမယ်နောက်တစ်ခုထားအောင်မယ်ဆိုတော့ဗာထားအောင်မလဲဆိုတော့ background background နောက်တစ်ခုကကြတော့ repeat ကို no repeat ထားမယ်ပေါ့နော် control ကစိမယ်စိပြီးတော့ဒီလိုတစ်ချက်သွားလုပ်မယ်ဆိုရင်ပုံစံလေးကဒီမှာပေါ်နေပြီပေါ့နော်ဒီခုနကပြောခဲ့တဲ့ပုံလေးပေါ်နေပြီကိုကအကြီးမြင်နေဆိုရင်ဒီမှာပေါ့နော်ဒီမှာ word ကိုလည်းများများလေးပေးလိုက် height ကိုလည်းများများလေးပေးလိုက်တယ်ဆိုရင်တော့သူ့ပုံစံတိုင်းများများလေးသူ့ရဲ့မှာ original ပုံကတော်တော်များနေလို့နေပါပေါ့နော်ဒါလေးပေါ့နော်ဒီလိုလေးတစ်ချက်ကြောင်းလို့ပေါ့နော်ခဏဆောင်လိုက်ပုံကတကယ်တမ်းကြာနေရမှာပေါ့နော်ခဏလေး1000 pixel control s ဒီလောက်သွားတော့ကျွန်တော်ပုံလေးကိုတော်တော်မြင်နေရပြီပေါ့နော်ဒါဆိုရင်ခုနက copy ပုံလေးနဲ့ပုံလေးလဲဆိုတော့ဒီဒီကင်မရာလေးကကြာနေရတာပေါ့နော်ဒါဆိုရင် background ထဲမှာကြတော့ပုံထည့်လို့မရှာဘူးပေါ့နော် no မရဘူးပေါ့နော် background image နဲ့မှာပဲပုံထည့်လို့ရမယ်ဒါဆိုရင်အခုကအဓိက emphasize ပြောချင်တာကတော့အခုက linear gradient တွေကိုပဲအဓိက emphasize ပြောချင်တာပေါ့နော်ဒါဆိုရင်ဒီ background color ရဲ့ background image ရဲ့မှာကိုပြချနာချက်လေးကိုဒီဗီဒီယိုကနေတစ်ဆင့်တခုခု knowledge လေးတခုရသွားမယ်လို့ထင်တယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်